အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Happy New Year မှာကျွန်တော်တငယ်ချင်းတွေနဲ့အိမ်နာချင်းတွေနဲ့ပျော်ခဲ့ရတဲ့အချိန်ခက်တန်လေးကိုပြန်လည် sharing လုပ်ပေးခြင်းလို့တင်ဆက်လိုက်ရတာဖြစ်ပါတယ်စားစရာတောက်စရာတွေကတော့အရှံပဲပဲပေါ့နော်အခုမြင်နေရတဲ့အတိုင်းပါပဲကျွန်တော်ကတော့ Happy New Year ဒီနှစ်ကိုတော့ကျွန်တော်ထူးထူးဘဲမှလည်းမသွားဘဲနဲ့ကျွန်တော်ထိုင်းနိုင်ငံမှာဖွင့်ထားတဲ့ဆိုင်လေးရဲ့ရှိမှာပဲကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီဆိုင်ဖုံပွဲလေးလုပ်ထားတဲ့ဗီဒီယိုလေးကိုတော့နောက်ရက်မှာထပ်တင်ပေးပါမယ်နော်အခုလိုကိုယ်ဆိုင်လေးရှိမှာပဲဖြစ်တယ်လို့လုပ်ပြီးမယ်အမှတ်မထင်မဲနဲ့အရန်ပျော်ရွှင်ခဲ့ရတဲ့အခိုက်အတန့်လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်မြန်မာနိုင်ငံကတကယ်ကိုထူးဆန်းပဲလို့လိုက်ရင်လေနှစ်သက်ကူ Happy New Year နေ့မှာတပြည့်သီးစားရမယ်ဆိုတော့အမှတပြည့်သီးလက်ရှာနေသူလည်းရှိပါတယ်နော်အဲ့အသေးစိတ်ကိုတော့နောက်မှပြပြပါမယ်အဲ့လိုမျိုးလေဟိုပါလေသူများတော့စိတ်လုံးစားရရပဲဟောဖိုက်စီဘောလို့ပြောရိုင်းရကြီးဟောဘာလို့ဘောင်းလိုက်အားမကြောက်ဟိုတမီးစားရမှာစားလိုက်တာဘယ်တော့ဘာမိုးလဲရမှာကဲဘာလို့လဲနောက်တစ်နေ့ကတော့ရောက်သွားပြီပေါ့နော်2026ကိုရောက်သွားတယ်ကျွန်တော်တို့ free to ဘောပြောင်းလဲတဲ့သူလိုပါပဲနော်ဘာဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းခဲ့ရတဲ့2025ကိုချော်ပြလွန်ငယ်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်လည်းခုံယူပါတယ်2026မှာအများကြီးစူးစမ်းသွားမယ်လို့လည်းတတိတန်ချထားပါတယ်မီရှူကနေလို့တော့လေကိုယ့်နိုင်ငံကတော့တော်ပြီးတတိရတယ်ကိုယ့်နိုင်ငံမှာလည်းအဲ့လိုမျိုးပြောရှင်နေ2026ကိုဖြတ်တန်းရမယ်ဆိုရင်ဘယ်တော့ကောင်းမလဲပေါ့နော်ဘာဖြစ်ပါအိမ်ကိုလည်းတတိရတယ်တငယ်ချင်းလည်းလွယ်တဲ့စိတ်နဲ့နှစ်သက်စုမှုကောင်းလို့တောင်းပေးချင်ပါတယ်အားလုံးပဲနှစ်သက်မှာစချမ်းသာကိုအေးပြီးလွယ်လွယ်သေးမရှိပြည့်စုံကြပါစေခင်ဗျာရိုးမှာငွေပဲလာပါသေးစပတနာရမလာပါသေးနဲ့ဒါကြောက်တင်နေဆရာနဲ့ဆရာမရဲ့ဒါလိုက်ကနေတပည့်လေးရောက်ရဖြစ်ပါတယ်အသက်ရှူလဲဘူးအဲ့ဒီတိုင်းဝေးဝင်ပါသေးပဲလို့ကဲလာပါပြီတပြည့်တီးပြဿနာကတော့ဒီမှာစပါတယ်ကျွန်တော်မြန်မာနိုင်ငံကလွတ်လိုက်လို့ရှိရင်အဆန်းပြားတွေကြီးပဲเนาะတစ်ကူမှာတဲ့တပြည့်တီးစနလုံးကိုအတွင်းကအနီရောင်ဝတ်ပြီးတော့ခုံအောင်မှာသွားစားလို့ရှိရင်ရီးစားရတယ်ဆိုလို့ကဲကြည့်ပါအောင်ကျွန်တော်ညီမလေးစူးစမ်းပြီးတော့ရီးစားရခြင်းလို့မှစားနေပါပြီအမအလုံးကြီးတစ်ထည့်ထွက်ကြကုန်ဒါမှထပ်ထည့်လိုက်ပါတယ်အမကြီးအမစတာပါเนาะသူကရီးစားလို့ခြင်းလို့မပါဘူးနိုင်ငံခြားကိုအမြဲဆုံးသွားခြင်းလို့စတောင်းပါတယ်ကဲဘယ်လိုဖြစ်ကျွန်တော်ညီမလေးစတောင်းနေပြပါစေစတောင်းပြလိုက်ပါခင်ဗျာကျွန်တော်လေးတပည့်သီးဆက်လောကရဲ့ခြေနေလေးကောင်းပါရဲ့ရန်နှစ်သက်မှာကံကောင်းခြင်းတွေပဲလာပါခင်ဗျာအားလုံးလည်းစိတ်ချမ်းသာကိုအေးပြီးတော့လူတွေသိမရှိပြုလုပ်ကြပါစေအားလုံးပဲ Happy New Year ပါခင်ဗျာ